Arsenal လူမျိုး Fulham ကိုလည်းဂိုးပြတ်တီးလိုက်တဲ့ Manchester United တို့ကတော့တကယ်ပဲ Champions စင်ခေါ်မဲ့ခြေဆက်အနေနဲ့အမှန်ကန်ပဲလုပ်ပြနေပြီဖြစ်ပါတယ်။ Manchester United ရဲ့အင်တိုက်အားတိုက်ရှိမှုနဲ့ဆရာထက်သန်မှုရှိကြီးကတော်တော်လေးကိုကြောက်ဖို့ကောင်းနေပါတယ်။ Ferguson ခေတ်ကအသင်းတိုင်းလန့်နေရတဲ့ Ronaldo ရဲ့ fate တစ်ချက်နဲ့ Ferguson ရဲ့အမိန့်တစ်ချက်ကိုဒီနေ့ပွဲမှာပြန်မြင်လိုက်ရတယ်လို့ပါပဲ။ United fan တွေဆိုရင်သူတို့အသင်းဒီလောက်ထိကောင်းလာမယ်ယုံတော့မယုံနိုင်ကြပါဘူး။တကယ်ပါဖျားစုမျိုးချုပ်ပြီးအခုထိကောင်းတဲ့ United ကို Ferguson ခေတ်နောက်ပိုင်းမှာမြင်မှုတာဒါပထမဆုံးအချိန်ပါဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် Arsenal တကယ်ကြောက်ရမှာက Man City နဲ့ Aston Villa တို့မဟုတ်ပဲ United ဖြစ်သွားပါလိမ့်မယ်။အခုတော့ Arsenal နဲ့12မှတ်กว่าတဲ့အနေအထားမျိုးက Champion တောင်ဖြစ်နိုင်သေးတာပါ။ဒီလိုသမိုင်းဝင်အောင်ပွဲတွေကိုအစဉ်အလာမပြတ်ယူဆောင်လာပေးတာကတော့ယာယီနီးပြကြီး Super Carries ပဲဖြစ်ပါတယ်။ United ရဲ့အမြဲတမ်းနီးပြအဖြစ်ခန့်သေးပါပြီနော်။ဒီတော့နောက်ထပ်14ပွဲဆက်နိုင်ုံနဲ့ United တို့ဒီနေ့မှာ Premier League လည်းရနိုင်ပါသေးတယ်နော်။ဒါကြောင့် Ferguson ခေတ် United ကိုပြန်မြင်ရပြီလားပရိသတ်တို့ရဲ့ comment လေးမှာ man ခဲ့ပေးပါအောင်နော်။